มดีแล้วใช่น้องก็มาไม่ได้หรอกใช่เขาปิดพื้นที่ก็เข้ามาไม่ได้แค่นี้ก็ใจดีมากแล้วจะมาอะไรคนเราแต่มาสักวันมันก็ยังดีสุดเลยมาเลยวันนี้กูยังไม่รู้เลยกูยังไม่รู้เลยอะไรครับนี่นะที่เราชี้เลยตัวကျွန်တော်တို့ရွာမှာကျွားလူတွေပြည်နေရာကြီးလှမ်းမိတာတော့အောက်ထပ်မှာတော့ရှိတယ်လေသူတို့ကနိုးတိကွက်ပုံစံမျိုးကိုပိတ်မိတာလေသူကအဲ့ဒါမြန်မြန်တူးဖော်နိုင်မှာပဲလုပ်မယ်ထင်တယ်ကျောင်းတော့ကြောက်လန့်မှုတော့မရှိပါဘူး။ဘာလို့မရှိရလဲ။ဘာလို့ဆိုတော့ကျွန်တော်ဒီနေ့တင်ကတော့ပေါ်မှန်တော့ထင်တာပဲ။ရမယ်တော့ထင်တာပဲ။သူတို့ကြိုးစားရင်တော့ဗျာလှုပ်ဝိန်းတော့ဒါပေမဲ့အခုချိန်ကြီးကျွန်တော်ကြည့်တာတော့မနေမိုးလေးတွေကဒီလောက်ကအခုတည်းကိုမစားသေးဘူး